ကလေးတွေကိုချစ်တတ်သောမျိုးတို့ကြီးဒါသူတို့ရဲ့နေစာလှောင်ခြင်းအမှုပညာတစ်ခုပါပဲကလေးတွေကမနဲ့မိုးလင်းလာပြီဆိုလို့ရှိရင်သူတို့ကချမ်းတယ်လေချမ်းတော့နေစာလေးလှုံခြင်းကြအဲ့တော့သူတို့တဘာဝတဲ့လူပုံစံအတိုင်းလူတွေကလိုက်လောက်ပြရတော့ပေါ့သူတို့ရဲ့ဒုက္ခသူတို့ရဲ့ဒုက္ခသူတို့ချစ်တာပေါ့ချစ်တော့မွေးထားတော့သူတို့ဒုက္ခကိုတော့ကိုခံရမှာပေါ့ဟိုမှာအပေါ်ဆုံးကဘေဘီအလယ်မှာချောချောအောက်ဆုံးကကဲကဲရောက်တာရင်ရောက်တာကဲကသူကအတောင်မှန်မှာလေးထီထားတာအဲ့ဒါလေးသမ ्या ကမမွေးချင်တော့လို့ပေးလို့အဲ့ဒီဒါလေးမွေးထားတာအဲ့ကနေစမွေးပြထားပါနောက်တစ်ခါကျတော့ချောချောနဲ့ဘေဘီကတစ်ခါပိုက်ထောင်သမားမိတော့ပိုက်ထောင်ပြီးတော့သူတို့လေးတွေကိုกินစားမယ်ဆိုအဲ့ဒါဝယ်လိုက်တာတစ်ခေါင်း1000နဲ့ဝယ်ပြီးတော့အဲ့လိုလေးမွေးထားတနာလို့တေးမှဆိုလို့တနာလို့ဆိုပြီးမွေးထားတာပါ